ကျမရဲ့နာမည်ကတော့မပန်းဤပါဒီမနက်ကမှဖြစ်ပျက်ခဲ့တဲ့ကျမရဲ့ဇာတ်လမ်းလေးကိုမျှဝေချင်ပါတယ်ကျမကကျူးကျော်နေထိုင်သူတွေနေတဲ့နေရာမှာနေထိုင်ပြီးဒီမှာရှိတဲ့အိမ်တွေကတော့တေသာပြားတွေနဲ့ဆောက်လုပ်ထားတာပါချင်းနေနေနေပြပြရဲ့ကျမရဲ့အသက်က16နှစ်ပဲမိကလေးပါအေးရပူပြီးကိုလုံးသေးလေးပါကျမတို့ရဲ့ကွက်မိုင်းအိမ်နေအိမ်ရှိပါတယ်တလုံးကတော့တေသာပြားနဲ့ဆောက်လုပ်ထားပြီးနောက်တစ်လုံးကတော့ပိုကြီးပြီးပိုလုံးကျုံနေကုကလေးအိမ်ပါခေဇာတ်လမ်းလေးကိုစလိုက်ရအောင်မင်းညကကျွန်တော်ရဲ့တငယ်ချင်းတွေရောက်နေကျမရဲ့ရီစာကကျွန်တော်ရဲ့အိမ်မှာနေဖို့ဆုံးဖြတ်ခဲ့ကြတယ်။ည7 နာရီကျွန်တော်တို့စကားပြောခဲ့ကြပါတယ်။သူတို့အိမ်ပြန်ဖို့အစီအစဉ်ပြတဲ့အခါမှာကျွန်တော်ကသူတို့ကိုအမေနဲ့တူလိုက်ခဲ့ပြီးပြောလိုက်တယ်။အမေကကျွန်တော်တို့ရဲ့တခြားအိမ်နဲ့မွေးတဲ့ဇာပနာတစ်ခုကိုသွားနေလို့ပါ။ကျွန်တော်လည်းလိုက်ခဲ့မိလို့တွေးမိတယ်။ဘာလို့လဲဆိုတော့ကျွန်တော်တို့ရဲ့ပလိုင်းစစ်သားအိမ်မှာတယောက်တည်းအိတ်ရှင်လို့ပါ။အများအားပို့ပြီးတတအိတ်ရပါတယ်။အမေကမေတော့မေကရတယ်လို့ပြောတယ်။ကျွန်တော်ရဲ့ရီစားကိုတော့ခေါင်းနှလုံးနဲ့ဆောင်းတဲ့ခိုင်းပြီးတခုခုဖြစ်သွားမှာကိုစိုးရိမ်လို့တယောက်တည်းအိပ်လို့ရမလားလို့မေးခဲ့တယ်။ကျွန်တော်ရဲ့ရီစားနဲ့တငယ်ချင်းကတော့ကျွန်တော်ပစ္စည်းတွေကိုတသားအိမ်စီကိုတည့်ပြီးပုဂ္ဂိုလ်ညီပေးခဲ့ကြပါတယ်